They ask you how you are, you just have to say that you're fine when you're not really fine, but you just can't get into it because they would never understand. privacy display ပဲအဓိကကွာတာဆိုတော့ဒီ privacy display တော့ရှင်းတယ်ပေါ့နော်ဘေးကလူကြည့်ရင်မမြင်အောင်လုပ်ပေးမယ်အရာ What the f တာမန်အနေအထားနဲ့ဒီ maximum protection အနေအထားနဲ့ဆိုပြီး2မျိုးရှိရပေါ့နော်တာမန်အနေအထားနဲ့ဆိုလို့ရှိရင်တော့နည်းနည်းလေးမှောင်ပေးလိုက်တယ်လို့မျိုးပဲဖြစ်တယ်ဒါပေမဲ့ maximum protection ဖွင့်လိုက်ပြီဆိုလို့ရှိရင်တော့ဘေးကလူကြည့်ရင်လုံးဝနီးပါးမြင်ရမှာမဟုတ်တော့ပါဘူးဒါပေမဲ့တစ်ခုရှိတာ maximum protection က dark mode မှာဖွင့်ရင်တိတ်အဆင်မပြေဘူး screen ကြီးကလုံးဝ quality ပေါ့နော် display quality တော်တော်လျော့သွားတယ်ဒီ light mode နဲ့ပဲထားသုံးမှအဆင်ပြေပါလိမ့်မယ်ဆိုတော့ဒီ video ကပေါ့နော်စွန်စာယူထားမျိုးမဟုတ်တော့ကျွန်တော်ပုံဝင်လေးနဲ့ပြောရမှာပေါ့နော်တချို့ကြီးပြောကြရပေါ့နော်ဒီ privacy display လိုချင်ရင်ကျွန်တော်တို့ privacy screen ကတ်သုံးလို့ရတယ်ပေါ့နော်ဆိုတော့ဒီလို point of view ကိုပေါ့နော်ကျွန်တော်ဒီဖုန်းကိုနှစ်ပတ်ကျော်ကြာသုံးပြီးအချိန်ဒီမှာနည်းနည်းနားလည်လာတယ်ပေါ့နော်တင်မှာဒါ S24 Ultra ရှိရင် privacy screen ကတ်သုံးပြီးဒီလို feature ကိုယူလို့ရတယ် feature တစ်ခုကပေါ့နော်ဘေးပါတဲ့ privacy feature လောက်တော့ဘယ်အဆင်ပြေမလဲပြောရင်ပေါ့နော်ဒီကောင်ကအခုမှ first generation ပဲရှိသေးတယ်ဆိုတော့နောက်လာမယ့်ဒီ SUV တွေမှာတော့ပို့ပြီးတော့ကောင်းလာမယ်လို့မျှော်လင့်ရတယ်ဟုတ်ပြီပြီးတော့ နောက်တစ်ချက်ကကျွန်တော်တို့ hand feeling နဲ့ build quality ပါ hand feeling ဘိုင်းကဒီဖုန်းဆိုလို့ရှိရင်ကာဗာတက်မကင်တဲ့လူတွေအတွက်ပဲသိလိမ့်မယ်ဆိုတော့ကျွန်တော်ဆိုလို့ရှိရင်ပေါ့နော်ဒီကင်ခဲ့တဲ့မြဖုန်းတိုင်းဒီပါကကာဗာတက်မကင်ဘူးဆိုတော့အဲ့လိုမျိုးအခြေအနေမှာကြာကျွန်တော်တို့ hand feeling ဘိုင်းကိုလုံးဝတိတိတသားခံစားလို့ရတယ်ပေါ့နော်ဒီ S24 Ultra ကလည်း Samsung ရဲ့ထုံးစံအတိုင်း hand feeling ဘိုင်း share ပဲဒါပေမဲ့တခုတော့ရှိရပါတော့ကျွန်တော် personal အမြင်အရမနစ်က S24 Ultra နဲ့ရှင်းကင်ခဲ့တဲ့အခါမှာ25 Ultra ပို့ပြီးသဘောကျတယ်ပေါ့နော်အဓိက titanium frame ကြောင့်မလို့လည်းဖြစ်နိုင်တယ်ပြီးတော့ဒီ S26 Ultra ရဲ့ aluminum ကချိန်ကြာလာရတော့စေးကျွတ်နိုင်တယ်ပေါ့နော်ဆိုတော့ကျွန်တော်ကင်ခဲ့သမျှ aluminum frame ပါတဲ့ဖုန်းတွေတိုင်းအကုန်နီးပါးစေးကျွတ်တယ်ဆိုတော့6လလောက်ကြာပြီးရင်နည်းနည်းသိတာလာတယ်တစ်နှစ်ကျော်လောက်ကြာပြီးဆိုလို့ရှိရင်တော်တော်သိတာလာတယ်ပေါ့နော်ဆိုတော့ဒီလိုစေးကျွတ်တာကလည်း cover တက်မကင်လို့ပေါ့နော် cover တက်ကင်တော့ဒီလိုရာဖြစ်မှာမဟုတ်ပါဘူးSamsung ကြောင့်ပြောပြီးဆိုလို့ရှိရင် Galaxy AI ကမပါမဖြစ်ပြောရမယ်။ဘာလို့ဆိုတော့သူ့မှာ AI feature တွေအများကြီးပါတယ်။ပြီးတော့ဒီ AI feature တွေကလည်းပေါ့နော်လူတစ်မျိုးစီလူတစ်ယောက်စီတိုင်းအတွက်အသုံးဝင်တဲ့အချက်တွေရှိရပေါ့နော်။ဒါပေမဲ့ကျွန်တော်အသုံးအများဆုံးနဲ့တစ်ခုသေးသောသုံးတာကတော့ photo assist ပါ။ဆိုတော့ကျွန်တော် AI feature တွေတော့ကျွန်တော်မသုံးဖြစ်ပါဘူး။ဆိုတော့ဒီနေရာမှာပေါ့နော်ကျွန်တော်လူမျိုး AI feature အများစုကိုမသုံးဖြစ်တဲ့လူတွေရှိကောင်းရှိလိမ့်မယ်။ကျွန်တော်ထင်တယ်ပေါ့နော်ရှိကောင်းရှိလိမ့်မယ်ဆိုတော့တပြားမပေးစရာမလိုပဲနဲ့ဒီ AI feature တွေကဒီဖုန်းဝယ်လိုက်ပြီဆိုလို့ရှိရင်အလကား300တာဆိုတော့ပေါ့နော်ကျွန်တော်ဘက်ကအမြင်အရဆိုလို့ရှိရင်ဒီလိုမျိုးတွေ300ဖို့ဒီဖုန်းရဲ့ပေါ့နော်ဈေးနှုန်းမှာကျွန်တော်တို့ percentage တစ်ခုခုကတ်ထားမယ်လို့ထင်တယ်ဥပမာပြောရရင်ပေါ့နော်ဖုန်းရဲ့ 10% လောက်ဒါမှမဟုတ်ဖုန်းရဲ့ 5% လောက်ကိုကျွန်တော်တို့ဒီ AI feature တွေအတွက်သူတို့ယူထားမယ်လို့ကျွန်တော်ခံစားမိတယ်ပေါ့နော်ဒါကျွန်တော်အမြင်ပါဆိုတော့ကျွန်တော်ပြောချင်တာကဒီ basic AI feature တွေကလွဲလို့ပေါ့နော်ကျန်တဲ့ဒီလောက advanced AI feature တွေကို fee ခုကောက်လိုက်ပေါ့နော်ပတ်စံပေး3ခိုင်းလိုက်ဥပမာတစ်လောက်$10ဖြစ်ဖြစ်20ဖြစ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးကောက်ခိုင်းလိုက်ပြီးရင်ကျွန်တော်တို့ဖုန်းထဲမှာဒီ invest လုပ်ရတဲ့ပတ်စံကိုကျွန်တော်တို့ hardware upgrade တစ်ခုခုပေါ့နော်ဥပမာ battery တိုးရတယ်ဖြစ်ဖြစ် camera sensor upgrade လုပ်ရတယ်ဖြစ်ဖြစ်ဆိုတော့အဲ့လိုမျိုးလုပ်စီခြင်းတယ်ဆိုတော့ဒီလိုမျိုးဘာလို့ပြောရလဲဆိုလို့ရှိရင်ပေါ့နော် AI feature တွေကဒီဖုန်းမှာမပါခဲ့တိုင်အောင်ကျွန်တော်တို့အပြင်ကနေဝယ်သုံးလို့ရတယ်ဆိုတော့အပြင်မှာလေးပေါ့နော်ကျွန်တော်တို့ AI app တွေပေါ်တော့နေတာအများကြီးပဲဆိုတော့ AI feature တွေကပါလာကောင်းတယ်ပေါ့နော်ဒီသုံးဖြစ်တဲ့လူတွေအတွက်ဆိုလို့ရှိရင်တော့တော်တော်တန်တယ်ဒါပေမဲ့မသုံးဖြစ်တဲ့လူတွေအတွက်ဆိုလို့ရှိရင်တော့တန်နေမှာမဟုတ်ပါဘူး Okay ဆိုတော့တစ်ဆက်တည်းပြောရရင် battery 9000ဆိုတော့ပေါ့နော်ဒီလိုပြောလို့ battery မခံတာတော့မဟုတ်ဘူး battery ကခံတဲ့လောက်ခံတယ်ဒါပေမဲ့ဒီတာမန် usage ပေါ့နော်တာမန်သုံးတဲ့လူတွေအတွက်ပဲအဆင်ပြေမယ်ဒါပေမဲ့ပေါ့နော်ဒါလည်းလူတဦးတယောက်ချင်းစီပေါ်မှာမူတည်ရယ်ကိုကရုံးကအလုပ်လုပ်နေရတဲ့လူတော့မဟုတ်အိမ်ကနေအလုပ်လုပ်နေရတဲ့လူဒီအားသွင်းလို့လွယ်လွယ်ကူကူရနိုင်မယ့်နေရာနဲ့အလုပ်လုပ်နေရတဲ့လူဆိုလို့ရှိရင်တော့
တော်တော်အဆင်ပြေပဲပေါ့နော်နိုင်ခွက်အားသွင်းရုံနဲ့ 75% ပြည့်ရဲ့သူရဲ့60 watt ကပေါ့နော်ဆိုတော့ battery bank ကိုပြောရရင်ပေါ့နော်မခံတာတော့မဟုတ်ဘူးဒါပေမဲ့ဒီထက်ပိုပြီးတော့ခံစေခြင်းနဲ့ပေါ့နော်ဆိုတော့ on paper ကပေါ့နော်9000ကိုလည်း9500 6000ကြီးတိုးစေခြင်းနဲ့ပေါ့နော်ဘယ်လိုပဲဖြစ်ဖြစ်ပေါ့နော်ဒီ specification ဘိုင်းအရ battery များသွားတယ်ဆိုလို့ရှိရင်လည်းပေါ့နော်ဝယ်ရမယ့်လူတွေအတွက်ကဒီအားသာချက်တစ်ခုလိုဖြစ်သွားနိုင်တာပေါ့ဆိုတော့ chipset ကတော့ဘာမှပြောစရာမရှိဘူးပေါ့နော် Snapdragon ရဲ့အကောင်းဆုံး chipset ကိုသုံးပေးထားတယ်ဆိုတော့ကျွန်တော်တို့ the best of the best တွေပဲရမှာပါဆိုတော့ကင်မရာဘိုင်းလည်းကျွန်တော်ထွေထူးပြောစရာမရှိဘူးပေါ့နော်ကျွန်တော်ရိုက်ကြည့်ရတဲ့လောက်ကင်မရာဘိုင်းကဒီ Samsung quality ဒီ flagship quality ကိုပဲရတယ်ဆိုတော့ဘာမှပြောစရာမရှိပါဘူးပြီးရင်ထုံးစံတိုင်းကျွန်တော်တို့ S Pen လည်းပါလာအောင်မယ်ဒါပေမဲ့ Bluetooth ကတော့အခုထိပြန်မထည့်ပေးသေးဘူးပေါ့နော်ဆိုတော့စာပဲရေးလို့ရမှာပေါ့ပြီး One UI 8.5 လေးတော်တော်လေးသုံးရအဆင်ပြေရတော်တော်လေး smooth တယ်ပြီး customize လေးလည်းအများကြီးပို့လို့ရလာတယ်ပေါ့နော်ဆိုတော့ flagship phone တစ်လုံးဖြစ်တာနဲ့အညီပေါ့နော်သူ့ရဲ့ဈေးတန်းမှာတခြား brand တွေကရွေးစရာဖုန်းတွေလည်းအများကြီးရှိတယ်ဆိုတော့ပြောရရင်ပေါ့နော်ဒီ360ဝန်းကျင်ပေးလိုက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့အကောင်းစားဖုန်းတွေပဲရမှာအဲ့ဒီမှာဒီ S26 Ultra ကိုဘာကြောင့်ရွေးဝယ်တင်တာလဲပေါ့ဆိုတော့အဓိကအကြောင်းတွေပြောမယ်ဆိုလို့ရှိရင် privacy display ဒီ S Pen ပြီးရင်ကျွန်တော်တို့ One UI ပေါ့နော်ဆိုတော့အဓိကအဲ့၃ချက်ကိုပဲမိမောင်းထိုးပြရလိမ့်မယ်ဘာလို့လဲဆိုတော့တခြားအပိုင်းတွေဖြစ်တဲ့ camera တို့ chipset တို့ display တို့ကကျွန်တော်တို့အကုန်လုံးပေါ့နော်ဒီ brand တွေအစုံအထုတ်တယ်ဒီ high end flagship phone တွေအကုန်လုံးကတူတူနီးပါးပဲပေါ့နော်ပြောရရင်သူမသားကိုမသားပဲဆိုတော့ပြောရရင်ပေါ့နော်ဒီ၃ချက်ကလည်းကျွန်တော်တို့ဒီ Samsung ရဲ့ flash လို့ရတဲ့အချက်၃ချက်ပေါ့နော်ဟောပြီးတော့နောက်တစ်ခုက9နှစ် OS update security update ရတယ်ပေါ့နော်ဆိုတော့ဒီဖုန်းဝယ်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ update က9နှစ်တောက်လျှောက်ရမယ်ဆိုတော့9နှစ်သုံးလို့ရမှာပေါ့ဆိုတော့ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲကြည့်ပြီးတော့အထူးပဲကျေးဇူးတင်ပါတယ်ကျွန်တော်တို့ထိုင်တာပါ